他们大家里的好里里恰恰对的都得比嘛，你有看呐？好，他呢？你看你的不是我瞧，一条我们对吧？我妈爷在那好表了啦。嘿，ဒီမှာသူပဲရှိတာလေငါသူ့ကိုမပြောလို့ဘယ်သူ့ကိုပြောရမှာလဲ သူကကိစ္စလေးရှိလို့ရွာကိုခဏပြန်သွားတာမမရဲ့။အော် तू ဒီနေ့ပြန်တော့မှာ ညီပါဦးသူကဘာကိစ္စရှိလို့ရွာကိုပြန်ရတာလဲငါလေအိမ်ထဲကလူအပြင်ကိုထွက်တာလည်းမကြိုက်ဘူးအပြင်ကလူစင်းအိမ်ထဲဝင်လာတာလည်းငါမကြိုက်ဘူးနေရာတကာဆက်ဆုပ်တာလည်းမကြိုက်ဘူးညီတို့ညီပိုင်ရလား ။ပိုင်ပါတယ်မမရဲ့ပိုင်ပါတယ်။ပြီးတော့လေ तू ကအဲ့လိုလူမျိုးမဟုတ်ပါဘူး။ရိုးသားပါလေမမရဲ့ ရိုးသားရင်ပြီးပါရင် မမလေးလူတိုင်းကိုစွတ်မြုံနေနဲ့ဟာကြားပါတယ်မမကြီးပြောတဲ့အတိုင်းကျွန်တော်ဒီညပဲလှုပ်လိုက်တော့ဒါပေမဲ့မမကြီးပြောတာကျင်းသေးပါရဲ့ ဟဲ့ငါကျင်းတယ်လို့ပြောတာပေါ့နေရာတကာထွတ်တယ်ငါခိုင်းတဲ့အတိုင်းလုပ် ဟုတ်မမကြီးဟုတ်ဒါနဲ့မမကြီးဒါဆိုတဲ့တယောက်ကမူးမမှန်ဘူးကျွန်တော်သူ့ကိုစောင့်ကြည့်ကြာပြီ ငါနင်တို့တက်တယ်နင်တို့ထက်သိတယ်နင်တို့အားလုံးနဲ့ငါနားလဲတယ်ပို့သိတယ်ငါဘာတွေလုပ်ထားလဲဆိုတာ အန်တီယူဘာလေးရှာနေလဲတားလို့လေးကူရှာပေးမယ်လေ ဟုတ်မဟုတ်ပါဘူးဘာမှရှာတာမဟုတ်ပါဘူးအန်တီယူလည်းညောင်းလို့လေးနည်းနည်းပါလမ်းလျှောက်နေတာပါ ။ဘာနဲ့အနေယူတမီးတို့ဈေးမှာလေအပြင်မှာသွားပြီးဝယ်စရာလေးရှိလို့တရားကိုခေါ်ပြီးမှကုညီတောင်းချင်လို့ရှင်။တရားဟုတ် ဒါမနေ့ကညတည်းကမတွေ့ဘူးအဲ့ကလေးဘယ်ဒီလျှောက်သွားနေလဲမသိပါဘူးကွယ် ဟုတ်တယ်နော်တရားပြောက်နေတယ်ရုပ်ရှင်တွေတဲ့အတိုင်းများလူဆိုးတွေဖမ်းသွားလားမသိဘူးနော် ။ဟာခန့်ခန့်တယောက်ဘာကြီးပြောနေမှန်းမသိ။ဒီလိုနေရာမှာလူဆိုးတွေဆိုတာရှိမလား။ရုပ်ရှင်တွေအကြည့်များပြီးမဟုတ်တာကြီးရှောက်ပြောနေပြန်ပြီ။ဟုတ်တယ်မလားအနေယူ အော်အေးဟုတ်တာပေါ့ဟုတ်ဒါနဲ့ဟိုသမီးတို့သွားတော့အပြင်သွားမလို့မလား ဟုတ်တယ်အန်တီယူဈေးသွားမလို့ သွားလေးသွားကြလေ ဒါတော့ဈေးမှာတွေ့လေတားလို့ဖုံးဆက်ပြီးအကြောင်းချမလေးအန်တီယူ အေးပါကွယ်တွေ့လို့ရှိရင်အဒီစီကိုဖုန်းဆက်ပါနော် ဟုတ်ကဲ့ပါစိတ်ချပါအန်တီအသားသွားလိုက်ဦးမယ်နော် အေးပါ ဟုတ်လား အေးဒါဆိုတရားပြောက်တယ်လုံးဝမရိုးသားတော့ဘူးနော် ။အေးဘာလို့မနေ့ကသူ့ကိုပြီးရဆိုင်လဲ။ဘုံအောင်တိုက်ပြီးစကားတွေပြစ်ပြီးမေးလိုက်သေးရဲ့လေ သူမင်းညလေလူမန်းသူမန်းမသိအောင်မူးသွားတာ ဒါဆိုရင်တရားပြောက်တယ်လုံးဝမရိုးသားဘာဖြစ်ဖြစ်ဒီအကြီးကျုံကိုလည်းငါတို့တိတလောက်တိပြီးသွားပြီဒါပေမဲ့ငါစိတ်ထဲမှာအန်ဒီရဲ့ငွေသက်တစ်ခုခုရှိနေတယ်လို့ခံစားနေရတယ် ။အေးငါလည်းအဲ့လိုခံစားနေ ဟဲခန်းကြောက်တယ်ခမလို့လုပ်မလဲတော့ကြနေရုပ်ရှင်တွေတဲ့အတိုင်းခန်းတော့လာတော့မှာဘယ်လိုလုပ်မလဲအဲ့လို တက်ပါဦးခန့်ရဲ့ကျွန်တော်တရားလို့ရှိတယ်ဘာမှမဖြစ်ဘူးကဲဈေးအမြန်သွားရအောင်လား ဟဲ့ကောင်မ你ဒီအိမ်အကြောင်းလေးတို့ရှောက်ပြောတာမမပြောတော့မပြောတာတခါမှတက်လိုက်လားအဲ့ဘောတခါပြရှောက်တယ်နားရလား
စုံမချောင်းနဲ့သူများအတွင်းရေးတွေလေးချာချာလက်ထပ်ချတဲ့ကောင်မအကောင်ဟင်နင်းကိုငါတို့လေမှန်ပြောတတ်ပြစ်မယ်နော်စပ်ခေါ်လိုက်စမ်း တန်ထွန်းတန်ထွက်တာခါပတ်လိုက်ကြားရနော်ကျုပ်တို့ပြောငါတိတယ်နင်းစီရပဲဒီစကားတွေထွက်မှာနင်းစီရပဲဒီစကားတွေထွက်မှာငါတို့အတွင်းတွေငါညမနဲ့နင်းအနီးကပ်ဆုံးနေပြီးတော့နင်းအတိဆုံးခုမှလာပြီးတော့တနာစရာတုတ်ပြနေတယ်ငါဒုက္ခရောက်တယ်လို့နင်းဒုက္ခရောက်ရမယ်ငါဘဝရီမှန်းချက်တွေပြတ်တယ်လို့နင်းဘဝလည်းပြည့်ရမယ်ပြည့်ရုံနဲ့မကောက်နင်းကိုအသေးသတ်မှာနင်းကိုအသေးတတ်ပြမယ်ပြီလားဆောင်းဝိထားအော်မနီနဲ့ညီမညာနဲ့ညီညာနေတာငါသိညီညာနေတာကောင်းကောင်းပညာပြပြီးနှိမ့်ဆက်လိုက်စမ်း ဟောင်းမရောကျောင်းပါရဆောင်းပတ်မစားလို့ပိတ်တော့စောင်းတော့မထွက်နဲ့မမပြောတယ်ငါစုံစမ်းလို့သိရရင်တော့ခါရတော့ပဲနော်ဖတ်ပြေဖို့လည်းမကြိုးစားနဲ့ဇဲမမစင်စားနဲ့ဟာ ဒီမစွတ်မချောက်မှာဘယ်တော့မှဝင်ခံမှာမဟုတ်ဘူးငါတို့ကိစ္စအရေးကြီးလာပြီဒီနေ့ချက်ချင်းမြန်မြန်တော်တော်လက်လုံးမှာဖြစ်မယ်ဟမ်ခမင်းလည်းမကြွေးနဲ့ရေလည်းမတိုက်နဲ့တော့သူတဲ့ပါစေလာ ဟောင်းမရောဘာမထွက်နဲ့ဖတ်ပြေဖို့မကြိုးစားနဲ့နော်ဖတ်ပြေရစ်ချရတဲ့မှာကုန်ခုံးဖက်ပြီးတိုက်ဝဲချတယ်မှာကြောက်လားရတရားကြီးလာတော့ပါလေမကန်တယ် တော့ခိုင်မကောက်ဒီကောင်သွားလို့ရမယ်ဒီမှာစောင့်နေကြဟယ်လိုအမေတားပါ အေးသားပြော တားလို့ကိုတောက်ခိုင်းရလို့တားလို့ကူညီပါဦးအမေရဲ့ ဘာဖြစ်ညာလဲသားရဲ့သားတန်လည်းတုံလို့ဟမ်အခုညီတွေဘာဖြစ်လို့လဲ တားလို့ကိုတင်းနေတဲ့အိမ်မှာအရေးကြီးတဲ့လူတွေပျောက်နေလို့အမေရဲ့ ဩသားရဲ့အဲ့ဒါများအမေကိုအများဆက်နေရသေးတယ်မိသားရဲ့ရဲစခန်းကိုဖောက်ဆက်လိုက်လေသားရဲ့ တားလို့ကိုတင်းတဲ့အိမ်နဲ့ဒီစကန်ကအဝေးပေါ်လို့အမေရဲ့ပြီးလို့ရှိရင်အခုပျောက်နေတဲ့လူကမသေးချဘူးဆိုရင်တားလို့ပဲတောက်ခိုင်းရမှာအမေရဲ့ သားတို့ကပြဿနာတက်တယ်လေဒုက္ခပါပဲဘယ်လိုရမလဲအော်သားရဲ့ကြည့်စမ်းပါဦးနေတဲ့နဲ့ဝေးနေတာတားလေးလေးနေပါလေအဲ့တောင်ကြီးပါလေဟဲရဲဟုတ်ပြင်းနေတောင်ကိုကြာတာမသိဘူးလားသားဟေးသူ့ဆက်ထွက်လိုက်လေသား အိုးအဲ့ဆိုလို့ရှိရင်ဦးလေးကိုအမျက်လွတ်ပေးလိုက်ပါအမေရဲ့တားအခုနေတဲ့အိမ်လိုက်စာကိုအမေကိုဖုန်းက message ပဲပို့လိုက်ပြမှလို့အမေ ဟောအေးပြောပေးမယ်မြန်ဖို့နော်သားမြန်ဖို့နော်သားနော် ဟောအမေတေချာလွတ်ပေးလိုက်ပါလို့အမေ အေးသားအေး ဟော ဗျာဟာသားလေးအညကင်းပေးရှင်းပါစေဗျာ ဟယ်လိုလေးလေးဟုတ်တယ်လေးလေးကိုသားတွေ့ပြီအဲ့တခါအမေကတော့ဝင်လာခဲ့လေရတယ် ဟောအေး ဟုတ်ကဲ့ โอเค
လေးလေးဒါသားတို့တေးတဲ့အိမ်လေးပွေးတို့ရဲဆိုလို့လေးလေးရဲတရုတ်ခန့်ဟိုတယ်တွေကကောလူပြစ်နေတော့ဒီအိမ်မှာပဲအဆင်ပြေသလိုတေးလိုက်တော့တာလေးလေးရဲ ဖတ်တူရဒီလေးဒီဖုံးဆက်ရုံပေါ့ဒီလေးဒီသက်စစ်သေးပေးထားမှာပေါ့ ဟာလေးလေးဒီမြို့မှာတာဝန်ကျနေဆိုတာသားကမေ့နေတာအမေလှမ်းပြောမှသားကတတိရတာ ဖတ်တူလုတ်ပြီးကိုလေးလေးတယောက်လို့ရှိတာ ဥက္ကဒါသားလေးလေးလေ ခန့်ရဲ့ဦးကြီးဆိုတော့လေခန့်ရဲ့ခန့်ပဲပေါ့နေရာစီစဉ်ကြမလို့ပါဘူးခန့်ပေးမှနေရာအကျယ်ကြီးပဲခန့်နဲ့လိုက်အေးလို့ရတယ်ဟောအဲ့ဒီကလေးပဲပကုံးနာနေမှာပေါ့ပေးခေါက်ပေး ရပါလေ ပေးပါခေါက်ပေးပါ တဲ့ဝင်ကြရအောင် ဟဲ့တားလို့ဘယ်ကပြန်လာကြရလဲ ဟောအန်တီယူဒါသားဦးလေးလေရန်ကုန်ကလာလို့သားတို့သွားကြတာသားတို့ကိုစိတ်မချလို့လိတ်လာတာအန်တီယူ ဩတွေ့ရတာဝင်းတာပါတယ်စိတ်မချစရာမရှိပါဘူးကျမတို့ကမိသားစုလိုမျိုးသားတို့ကိုစောင့်ရှောက်တာပါ စီစီတော်မတော်မရဲ့ကျွန်တော်လည်းဒီမှာတိတ်မကြပါ ဒါနဲ့အန်တီယူသားတို့လေမနေ့ကတစ်ပတ်ခါဆိုရန်ကုန်ပြန်တော့မှာ ဟဲတားတို့ပြန်တော့မယ် ဟုတ်တယ်အန်တီ ဟို ယူ အန်တီယူတော့လွမ်းပြီးကြံနေကြတော့မှာပဲ ဟောအန်တီယူရမကြမကြဖုံးဆက်ပါမယ် အေးအဲ့ဆိုဖုန်းဆက်နော် ဟုတ်ကဲ့ပါ ကဲနားကြအောင် အေး နားကြ တဲ့ဝင်ရအောင်လား ပေးချရှာကြနော်ပေးချရှာကြရတဲ့ပစ္စည်းတော့ရပြီးပါပြီကျန်တာတော့ကျန်သေးတယ်လို့ထင်တာပဲရတဲ့ပစ္စည်းတော့ရတဲ့တော့ရှိသွားပြီဒါမဲ့တေးသေးချာချာမြန်မြန်တက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 ်လုပ်ကြအမြန်ဆုံးပြီးမှဖြစ်မှာဒီနေ့ကတိတ်အရေးကြီးတယ်နော်ဟိုမိန်းမလိုလိုယောက်ျားလိုလိုအကောင်ငါတိတ်စိတ်ချတာမဟုတ်ဘူးတေးချာဟိုကောင်ကတေးချာတော့ခါပြီးစောင့်နေတာမဟုတ်ဘူးကမြန်မြန်လုပ်ကြပါဟဲ့တော်ပါပြီရတော့လည်းရပြီလက်ထပ်ကြချလိုက် ဟု တော့ တ်ကဲ့ဒီလိုဖတ်လိုက် ဘာကိစ္စပန်းတာ ဟိုဒီကဒီမဆိုင် ငါဘာကိစ္စရွှေ့ရမလဲဒါငါအိမ်ငါချမ်းဝိုင်းငါပြင်းဒီလိုနေမှာငါလုပ်ချင်တာလုပ်မယ်နင်းနဲ့ပါဆိုင်နေတယ်နင်ကပါကောင် ခင်ဗျာတော့ဘာတော်ကြီးတာမကျဲဘူးမကျဲရမလုပ်တဲ့တော့လုပ်ပြီးတော့မှခင်ဗျာဥပဒေရအရေးယူရလိုက်မယ် ဥပဒေရအရေးယူငါမှဘာပြစ်ရှိလဲနင်တို့မှဘာတက်တဲ့ထောက်တာရှိလို့လားဒါငါအိမ်ငါချမ်းငါနေခြင်းလို့နေမယ်ငါလုပ်ချင်လို့လုပ်မယ်အဲ့ဒါဘာဖြစ် ဟာခင်ဗျာဥကန်ကြီးရဲ့သားဖောက်ကားဘရိတ်ကိုဖြတ်ပြီးတော့မှအက်ဆီဒင့်ပြောင်းလောက်သွားတာလေခင်ဗျာပြီးသွားပြီလား အဲ့ဒါ तू အာကုသိုလ်နဲ့ तू သိတာလေငါနဲ့ဘာဆိုင်လဲနင်တို့မှဘာတက်တဲ့ရှိလို့လဲတက်တဲ့ရှိရင်ပြလိုက်လေ တယ်ဒီကောင်က ဟဲ့မိမလူလူယောက်ျားလူလူကောက်ဟဲ့ငါတဲ့နင်တို့ငါ့ကိုခေါင်းဒုက္ခပြေဖို့ကြံစည်နေတယ်ပေါ့နင်လူရောမှာ is the bout ငါနင်တို့ကောင်းကောင်းကြောင်းပြရစီလားနင်တိုင်းလေးမဟုတ်လားအကြမ်းမဆွဲနဲ့လိုက်မယ်ဒီလောက်တက်တိကြောင်နဲ့မိမမဟုတ်ဘူးတော့စားလောလောငါလိုက်မှာတက်တိကြောင်နဲ့ခါမဟုတ်နားလေလားငါလိုက်မှာ အမောင်ရေကျေးဇူးတင်လိုက်တာအမောင်ကလေမမကြီးရဲ့သားနဲ့ဟောဒီရဲ့ကလေးတွေတက်ကိုကယ်လိုက်တာပဲသူတို့စားတယ်မမကြီးကျေးဇူးအများကြီးတင်နေသီလားနော်တားကတော့ဖုန်းထဲမှာတော့ပြောတာပဲအမေတားကိုကြည့်ပါအောင်ပြဿနာလေးအကြီးကျယ်တက်နေတယ်တဲ့သူကလည်းဘလို့ဖို့ထွေးတယ်ပြောနေတာလဲမမကြီးကလည်းတေချာမသိလိုက်ဘူးဘာပြဿနာကြီးတက်တာလဲမမကြီးကတော့လေငါ့မောင်ရဲ့ဖုန်းကိုပေးလိုက်တယ်သူဆက်တယ်လေအဲ့တော့အေးဘာပြဿနာလဲနောက်တော့လူတယောက်လည်းပြောင်းနေတယ်ဆို ဒီလိုမှရဲ့သူတို့တဲတဲ့အရာဒိုးစားဆိုတဲ့ဖွာကြီးကပစ္စည်းတစ်ခုကိုလိုက်ရှာနေတာ ဘာဖြစ်စီလဲ ခမရပစ္စည်းလို့ပြောတယ်တိမ်ပေါင်းတောင်းကြည့်တယ်နဲ့မိုးကျူးသွားတယ်အဲ့ဒါကိုလိုက်ရှာနေတာဒီပစ္စည်းနဲ့ပတ်သက်ပြီးတော့မှဒီဖွာကြီးကပြင်းမှုတွေတစ်ခုကျူးလို့နေတာ လေးလေးဖျားကြီး ကျွန်တော်လည်းမမဲစရာဖုံးလာတာနဲ့တန်းသွားလိုက်တာယူနီဖောင်းတော့ဝတ်ချင်မရဘူးမာပီနဲ့ကွန်ဖိုင်းလိုက်ရတာ ဖေးဖို့ ဒီဖွာကြီးရဲ့လှုပ်ရှားမှုနဲ့ဒါအမြန်ဆန်နေတာလေ
ဒါပေမဲ့အခုတော့ဒီဖွားကြီးရောပစ္စည်းရောသက်ဆိုင်ရာဌာနကိုကျွန်တော်လွှဲပေးလိုက်ပြီအားလုံးအစီသွားပြီကလေးတွေကစင်ပြီးသွားပြီမိုက်လေးစိတ်ချတော့နော် ဟိုပြောက်နေတဲ့ကလေးကိုတွေ့သွားပြီလား တွေ့သွားပြီအားလုံးအစီသွားပြီ အေးပါကွယ်ဟာငါမောင်ကျေးဇူးတင်နေနော်ဟဲ့ဟောအန်တာဟော ခုနကျွန်တော်ဒီနားမှာတွေ့လိုက်ပါတယ်ဘယ်ရောက်သွားလဲမသိဘူး ဟမ် ဟဲ့မိယူပါပြောင်းနေတာနော် အေးမြောင်လုံးပြောင်းနေနော် ဟဲ့အဲ့ဆိုရှင်တင်းမှလားမသိဘူးနော် ဟမ်ခြံထဲမှာ ဟုတ် ဟဲ့အဲ့ဒါဆိုရင်ငါတို့တွေတက်တက်တော့ရှောက်ကြည့်ကြမယ်လေနော် အေးချမ်းတော့ဟဲ့ဘာချောင်းမှာ အန်ဒီမသိဘူးသမီးတို့သိရဲတချောင်းလိုက်အောင်မယ် ဒီမှာချက်ပြမယ်နော်အဲ့ဒါ အေးဟမ်အန်တီတို့မသိဘူးတဲ့တပည့်တို့မသိရဲ့တဲ့မသိပါတော့ငါမောင် ဒီပါပဲတောင်ကြီးမှာပြောခဲ့ရတယ်ရန်ကုန်ရောက်လာတဲ့အဖေလေးမဆို ထောင်းပြလို့လား ဒီပါရဲ့ကိုမနောက်ပါနဲ့တော့ကိုချစ်တယ်ဆိုအဖေမြန်ပေးလိုက်ပါတော့ လို့ပါ မလွတ်ပါဘူးချစ်တယ်ဆိုအဖေပေးမှလွတ်မယ် အသက်ရှူချက်နေလို့ ချစ်တယ်ဆိုအဖေပေးမှလွတ်မယ်ကွာအဲ့ဒါဒီပါချစ်နေရတာ ကောင်းပါလေတော့လာအမလေးတက်နေကြတယ်ပေါ့ချစ်တယ်လာလွတ်ပါ